Okay အားလုံးမင်္ဂလာပါကျွန်တော်ပြန်လာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဘာလုပ်တော့မှလဲဆိုတော့လောကတကားစောင့်နေ Okay အားမသိချင်နေကြလား Okay သိချင်တာဆိုရင်တော့ပြောပါမယ်ကျွန်တော်ဘယ်လိုစောင့်မလဲဆိုတာတဲ့ပုံစံလေးကိုပြောပြပါမယ်ခင်ဗျာအဲ့ဒါကြောင့်မလို့မစောင့်ခင်လေးပါပဲကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့အောင်ကျွန်တော်မလားကျွန်တော်ပြေးမတင်တာရဲ့နည်းနည်းကြားပါရောနော်ပြီးတော့ဒီဘက်ကဟိုပါဘောနော်ကိုကတည်းကရဟာလေးဖြတ်လိုက်ဒီလိုကျွန်းလေးအရင်တူးလိုက်တာတော့မဟုတ်ဘူးနော်ကျွန်တော်အခုလောဆယ်လုံးစရာလေးရှိတယ်မလို့ကျွန်းတူးထားပါနော်သေးရည်နဲ့မလို့သိရမကောင်းလို့မလို့ပေါ့နော် Skibby piston ရဲ့မှာ Skibby piston ဒီမှာ piston ကဒီမှာ3ခုလုံးလိုက်ဒီဘက်မှာလည်း3ခုကိုကဟိုနှစ်ဖက်တစ်ခါလုံးမှာဆိုတော့လေတိုးဆိုရင်လည်းရပါဘောနော်3ခုမလုပ်ချင်လည်းရပါတယ်ဒါပေမဲ့ကျွန်တော်ဒီမှာအင်ကအုတ်တိုင်းနေအရှိကြီးတက်မှာပေါ့နော်ဒါတဲ့အရှိကြီးတက်မှာဖြစ်တဲ့တရားမလို့3ခုပဲလုပ်လိုက်ပါတယ် Okay 3ခုလုပ်ပြီးတော့ဘယ်လိုလုပ်မလဲဆိုတော့ကျွင်းတူးလိုက်ပါဒီဘက်ကကျွင်းလေးတူးလိုက်ပါ Okay ဒီဘက်ကကျွင်းလေးတူးပြီးပြီဆိုတော့ကျွန်တော်တိလို့မလို့ဒီလိုမျိုးတိလို့လည်းတိုင်းကျွင်းတူးထားတာပေါ့နော် Okay ကျွင်းတူးပြီးပြီဆိုရင်ဘာလုပ်မှာလဲဆိုတော့ဒီကအဝါပေါ့နော်ဒီကဒီဥစ္စာအောင်ပါဒီမှာဒီလိုမျိုးလေးပေါ့နော်ဒီမျိုးလေးOkay ဒီလိုမျိုးလေးပေါ့နော်ဒီဥစ္စာမှာ rest ဒီဘက်မှာ rest တုံးထားပြီးရင်ဒီမှာဒီလိုလုပ်ပြီးရင် rest တုံးထပ်ပြီးတော့ထား yeah ဟုတ်တယ်ပေါ့နော်အဲ့လိုမျိုးလေးပေါ့နော်ထပ်လုပ်ကြည့်ပါဒီဘက်မှာလည်းအဲ့လိုမျိုးလေးပြီးတော့ဒီဘက်မှာလည်းအဲ့လိုမျိုးလေးနားမလဲတာရှိရင်တော့ကျွန်တော် comment အောက်မှာရေးခဲ့ပါ Okay ကျွန်တော်နောက်ထပ်တစ်ခုကကျတော့ဒီမှာOkay ဒီဘက်မှာလေးလုပ်ပြီးရင်ဒီဘက်ကလေးကိုလုပ်လိုက်ကိုကဒီဘက်ခလုတ်နေပေါ့နော်သူများမဝင်အောင်လို့ညမဆိုဇူမီတွေပါအလိုမဝင်အောင်လို့ဆိုပြီးတော့ဒီလိုခလုတ်ခင်းနေလုပ်လေးရပါတယ်။မကြည့်ပြမယ်ပေါ့နော်။ကျွန်တော်ခလုတ်နဲ့မလုပ်တော့ဘူး။ခလုတ်နဲ့လုပ်ရှင်လေးလွယ်ပါတယ်။ဒီကဟိုပါပေါ့နော်ဒီကတော့ကျွန်တော်တို့ဒီအတုံးလေးတုံးထားပါနော်။ပြီးတော့ဒီအလေးရတော့ဒီကချလိုက်ညှုတ်တာတွန်းလို့ရ Okay ဒီအလေးချလိုက် Okay ချပြီးဒါဆွဲအားရှိလားမရှိဘူးလားကျွန်တော်သိချမသိဘူးပေါ့နော်ဒီကဆွဲရှိလို့ပါတယ်ရောဒီမှာအဲ့လိုwait a minute ငါလို့တော့မှားသွားတာမသိဘူးဟုတ်တယ်အဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးလုပ်ပြီးရင်ဒီဘက်ကပြီးတော့ဒီကအပေါ်ကရောနင်းလို့ရအောင်လို့ဒီကအပေါ်ကရောဒီလိုမျိုးလေးထားပြီးရင်ဒီလိုမျိုးလေးလုပ်လိုက်အဲ့လိုလုပ်ပြီးရနင်းလို့ရသွားပြီပေါ့နော်ဟာရသည်လို့မကောင်း micro ထဲမှာရသည်လို့မကောင်း Okay ဒီအဲ့လိုမျိုးလေးလုပ်ပြီးရင်အပေါ်ကရောထပ်ပြီးတော့ဒီအတုံးလေး block တင်းလေးတင်းလိုက်ပေါ့နော်တင်းပြီးရင်ဒီကထပ်နင်းလိုက်ဒါဆိုရင်တော့ရသွားပြီပေါ့နော်ဒီဟိုပါဒါဆိုရင်တော့ Okay ဒီမှာကျွန်တော်နောက်ကလေးမှာတွေ့ကြလား everyone ဒီကတွေ့တယ်မလားဒီလိုတကားလေးရတော့တယ်ဒီတကားလေးဝင်လိုက်ခြင်းတော့တကားပွင့်သွားမှာဖြစ်ပါတယ်ပွင့်သွားမယ်ဒီမှာ automatic ကပေါ့နော် Okay ဒီတော့ Okay အားလုံးပဲကျွန်တော်ဗီဒီယိုလေးကိုကြိုက်ရင်တော့ like and share လုပ်ပေးပါဦးပြီးတော့ subscribe လေးပါလုပ်ပေးပါဦး subscribe လုပ်ပြီးတဲ့သူတွေကလည်း like လုပ်ပြီးအောင်ရပါတယ် bye bye